တယောက်ကစားပို့ပြီးတော့မေးထားလေးပါဒေါက်တာလော်ရဲနှာခေါင်းကတဲ့ဆီလီကွန်ထည့်ထားတာလားတဲ့ nose filler ထိုးထားတာလားရှင်တဲ့ဒေါက်တာလော်ရဲ natural ဆန်ဆန်လေးတဲ့လှချင်လို့ပါတဲ့ဆိုတော့ okay ရင်ဆုံး thank you ပါမရဲ့နှာခေါင်းလေးကိုလှရဲပြောလို့ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့မနှာခေါင်းလေးက original ပါဘာမှမလုပ်ထားပါဘူးလို့မက aesthetic doctor ဖြစ်တိုင်းရှိသမျှမရဲ့မျက်နှာပေါ်က feature တွေခန္ဓာကိုယ်ကအစိတ်ပိုင်းတွေကိုပြင်ထားတဲ့သူမဟုတ်ပါဘူးမ original beauty အများကြီးရှိနေသေးတယ်ပြီးတော့အမကဒီ authentic beauty ကိုအမရက်တန်ဖိုးထားတဲ့သူပါကိုယ့်ရဲ့ခန္ဓာကိုယ်မှာတန်ဖိုးထားတယ်သူများရဲ့ခန္ဓာကိုယ်မျက်နှာအစိတ်ပိုင်းတွေကိုလည်းမတန်ဖိုးအရင်ထားတယ်ဆိုတော့တယောက်ယောက်ကဆိုပါစို့သူ့နှာခေါင်းပြင်ပေးပါနှာခမ်းပြင်ပေးပါမေးစီပြင်ပေးပါဓမ္မန်ကအဲ့လိုတက်လာလေအမ okay ပြင်ပေးမယ်ဆိုပြီးတော့မလုပ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အမကဆရာဝန်မှာတူတာလို့ဆိုတာကိုအခကြေးငွေတခုတဲ့အတွက်လုပ်ပေးတာမျိုးဆိုရင်ဒါဆိုလို့ရှင်ဒါမှသမားကောင်းမဟုတ်ဘူးဆိုတော့အမကမလည်းသူတို့လည်းအမကိုရွေးချယ်ပြီးလာဖြစ်တယ်လို့အမဘက်ကလည်းရွေးချယ်ပိုင်ခွင့်ရှိတယ်အမလုပ်မယ်အမမလုပ်ဘူးဆိုတာတွေအမရွေးချယ်ပိုင်ခွင့်ရှိတယ်လူတိုင်းမှာအလှကိုစီရှိတယ်တယောက်နဲ့တယောက်မတူတာပဲရှိမယ်တချို့ကမျက်လုံးပိုလှမယ်တချို့ကအပြုံးပိုလှမယ်တချို့ကနှာခေါင်းနှကန်းပိုလှမယ်တချို့ကသားရည်ပိုလှမယ်စသဖြင့်မတူကြဘူးအဲ့တော့သူ့အာသာချက်ကြီးကိုအမကအတင်းအမလက်ရဖြစ်အောင်ပြင်ယူစရာအကြောင်းမရှိဘူးဥပမာသူ့ရဲ့နှကန်းလေးလှပြီးသားသူ့ရဲ့နှာခေါင်းလေးလှပြီးသားဒါကိုသွားပြီးတော့ကိုယ့်ရဲ့လက်ရဖြစ်အောင်အတ္တကြီးစွာနဲ့မှသွားပြီးတော့လှုပ်လိုက်တယ်ဆိုရင်သူ့အတွက်အရန်နေနာတယ်လို့မှယူဆတယ်အဲ့လိုသွားပြင်လိုက်ပြီဆိုရင်အမဘယ်လိုပြင်လဲဆိုတော့အမလက်ရဒီနေရာဝင်သူ့ရဲ့ငကိုထက်လှမှာလားလှမှာတေချာမှာ 100% တေချာမှာအမလုပ်မယ်ငကိုဟာလှနေတယ်အမလက်ရဝင်ဒီလောက်ကဒီလောက်ပဲအများကြီးပြောင်းသွားစရာမရှိတော့ဘူးလို့ထင်ရင်လေအမအဲ့ညံသူ့ပတ်စံကုန်ကြခံပြီးမထိခိုင်းဘူးအဲ့နေရာအဲ့တိုင်းထားတကယ်လို့နေရာဘယ်နေရာဆိုတာမှတေချာပြပြတယ်တကယ်လိုအပ်တာလေးပဲလုပ်တဲ့အခါမှာသူ့မှာအများကြီးတန်တယ်သားနာတော့ကုန်ကြစေကောတန်တဲ့အပြင်တကယ်သူကပိုလှတဲ့ version လေးတစ်ခုသူပိုင်ဆိုင်သွားတဲ့အတွက်မှန်ကြည့်တဲ့အချိန်တိုင်းဓာတ်ပုံရိုက်တဲ့အချိန်တိုင်းတခြားလူတွေတွေ့ဆုံတဲ့အချိန်တိုင်းမှာသူဒီကျဉ်းနှက်စရာစကားတွေကျဉ်းနှက်စရာဗီဒီယိုတွေခန်းစားချက်တွေပဲသူအများနဲ့ခန်းစားရမယ်ဆိုတော့အမပြင်တဲ့ပုံစံကအဲ့လိုပုံစံပါလို့ဒါလေးကလည်းအစ်စ်ပါလို့ပြောချင်ပါတယ်